ဒါကတော့ဘယ်လိုပြောမလဲကြာရင်ဆရာအောင်မြတ်တာဗောနော် ဆရာအောင်မြတ်တာပြောပါတယ် ခုနှစ်ကသားသမီးတွေဆောက်ဆောက်တဲ့ဆရာအောင်မြတ်တာပါဒါကတော့ကြာရင်ဆရာဗောနော် ဆလာဆိုင်ပါ ဘာစလာလိုက်ကိုပါဆရာအောင်မြတ်တာဖြစ်ပါတယ် ယူလာတော့မဟုတ်ဘူးပေးထားလိုက်ပြီးရင်ငါးပိုင်ဖြစ်သွားလိုက် အခုကစစ်နိုင်စားမှဒီကျွန်တော်ကြာရင်ဆရာအောင်မြတ်တာကိုစားထိုးမှဖြစ်ပါတယ်ဒါကတော့ဆိုတရက်ကိုငိုကျွေးအလဲဆရာအောင်မြတ်တာအခုဆိုမျောစင်ဘောကပြန်လဲဆင်းသက်ပါပြီခင်ဗျာ ရှင်းလာပါပြီလို့ကဲကိုလုံးဆရာကြီးရတယ်လုပ်ပြီးပြီနော် ဆရာအောင်မြတ်တာကြွတော့ဘူးပါဆရာခင်ဗျာကြာရင်ရွာတဲ့သူပြန်လဲဝင်ရလို့လာပါပြီခင်ဗျာ ကဲဒီကလေးလေးလည်းအခုပါရှင်းသွားပြီဖြစ်ပါတယ်ဟိုဟာဆရာအခုဆိုကုသပေးနေပါတယ်ဒီမှာ ကဲဒီလူလည်းသွားလာနေတာကိုကြည့်လိုက်ပါဒီလေးကိုကြည့်လိုက်ပါကဲတခုလိုလာရှင်းနေကျွန်တော်စီလာခဲ့တော့ကျွန်တော်ကြာရင်ရွာမှာနေထိုင်ပါလေခုတော့မတ်တရားပုံလေးရိုက်လိုက်မယ်နော် ဆရာအခုပါတကူကြီးပြန်လာတယ် ကဲညိုဒီမှာရှိတဲ့ကလေးလေးမှကနေရဒီမှာတရုတ်တဲ့ဝင်ကြီးဖြစ်ပါတယ် ကျောင်းမြတ်သားတဲ့တပည့်တစ်ပန်းကြပါလား ကဲကျွန်တော်ဇာတိတို့ပြန်ရောက်တော့မှာဖြစ်ပါတယ်ဒါကျွန်တော်ကျောင်းနေထိုင်တဲ့ရွာဖျားကြီးပါ ဆရာမကောင်းဆိုးပါတော့ကြီးလားဆရာဆိုဟော ဒီမှာလေးတရုတ်လေး ငါတော့တန်းငါရောက်ခဲ့နေလား အလဲဘာညာဗောနော် ဘာညာပေါ့ဗျာ ကျောင်းဆရာလည်းရှိပါစင်ငယ်မသားပါ ဒီလိုရမှာငနဲ့ကြီးတကောင်ဝင်လို့ဆရာသွန်းနိုင်နေပေးပါမှာဖြစ်ပါတယ်ကဲဆရာဘာလေးညာလေး ဟုတ်ပါတယ်အခုတော့ဒီမှာတရုတ်လေးတရေကိုနေနေမှာဖြစ်ပါတယ်ဒီတရုတ်လေးတရေမှာဘူးနေတယ်နေနေတဲ့ကန်နေကျွန်တော်နှိမ့်ပေးမှာဖြစ်ပါတယ်ဒါတရုတ်လေးပါအခုဗီဒီယိုရိုက်နေတယ်ဆိုတော့တရုတ်ကြီးကိုခေါ်ပါတယ် ကြီးလေးရဲ့သူဖုန်းက